အားလုံးပဲမင်္ဂလာပါရှင်ကျမတို့စနစ်သစ်မြန်မာစာကိုသင်ကြားတဲ့အခါမှာဘာလေးတွေသင်ရမလဲပေါ့နော်အဲ့တော့ကျမတို့ကဒီစနစ်သစ်မြန်မာစာမှာဆိုလို့ရှိရင်ကျမတို့လှေကားလေးတွေပုံစံအတိုင်းပေါ့နော်သင်ခန်းစာတွေကိုသင်ရိုးလေးတွေကိုပြုစုထားတယ်လှေကားလေးတွေကိုကျမတို့ကတစ်ထစ်ချင်းပေါ့နော်မှန်ကန်လေးနင်းသွားမယ်ဆိုလို့ရှိရင်ကျမတို့ကအတန်းလေးတွေကပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တက္ကသိုလ်ဝင်တဲ့ grade 12ဆောင်မှုပွဲကိုလွယ်ကူကူနဲ့ဖြည့်ဆို့အောင်မြင်နိုင်မှာပဲဖြစ်တယ်ပြီးတော့ဒီစနစ်သစ်မြန်မာစာမှာဆိုလို့ရှိရင်ကောင်းတဲ့အချက်တွေအများကြီးပဲရှိတယ်ပေါ့နော်ဒါပေမဲ့ကျမကဒီမှာကျတော့တစ်ချက်ကိုပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကလေးလေးတွေရဲ့ပေါ့နော်ဘဝတစ်လျှောက်လုံးမှာပေါ့နော်အဲ့ဒီအကျင့်လေးပါသွားမယ်ဆိုလို့ရှိရင်တို့ရဲ့ဘဝမှာဘယ်ဟာကမှားလဲဘယ်ဟာကမှန်လဲပေါ့နော်ပြီးလို့ရှိရင်ဘယ်ဟာကလှုပ်တင်လဲဘယ်ဟာကမလှုပ်တင်ဘူးလဲဆိုတာကိုတို့ကွဲပြားလေးစဉ်းစားတတ်သွားမယ်နားလည်သွားမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျမတို့သင်ခန်းစာတွေထဲမှာကျမတို့ကအတွေးမေးခွန်းလေးတွေထည့်ထားတယ်နော်သင်ခန်းမေးခွန်းလေးတွေထည့်ထားတာပေါ့နော်အဲ့တော့အတွေးမေးခွန်းလေးတွေကိုသူတို့ရဲ့တိတဲ့အချက်ကလေးနဲ့နော်တငယ်ချင်းတွေတိတဲ့အချက်ကလေးနဲ့အဲ့လိုမျိုးလေးဖြေရတာပေါ့နော်ဖြေရတဲ့ခါကျတော့ဘာလဲဆိုတော့သူတိတဲ့အချက်ကိုတိတဲ့အချက်ပေါ့နော်ပြီးတော့သူတွေးမိတဲ့အရာကိုတွေးမိတဲ့အရာအဲ့လိုမျိုးလေးတွေပေါင်းစည်းပြီးတော့မှကျမတို့အကောင်းဆုံးအရာကိုပြန်ပြီးတော့ဖန်တီးရတာပြန်ပြီးတော့ဖော်ထုတ်ပြရတာပေါ့နော်အဲ့တော့သူတို့ကဘာလဲဆိုတော့အဲ့လိုမျိုးเนาะသင်္ကေတမေကုန်းလေးတွေထည့်ထားတဲ့အတွက်ကြောင့်မလို့စဉ်းစားတွေးခေါ်နိုင်စွမ်းလေးတွေမြင့်တက်လာတယ်နော်စဉ်းစားတွေးခေါ်တက်လာတယ်တခုလောက်တော့မယ်ဆိုလို့ရှင်ဒါကတော့ဘလို့လဲလှုပ်တင်လားမလှုပ်တင်ဘူးလားเนาะဆိုတာကိုစဉ်းစားတက်သွားတယ်အဲ့ဒီစဉ်းစားတက်သွားတဲ့အလေးချင်းကလည်းကျမတို့ဒီအသက်ကြီးလာတဲ့အခါမှာတကယ်ကိုပဲလိုအပ်တဲ့အရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ကျမတို့ကတခုဆိုပြောလိုက်တာနဲ့ဒါလေးကတော့ဟုတ်မှာပဲဒါလေးကတော့ဟုတ်မှာပါလို့မဟုတ်တော့ပဲနဲ့သူတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်သူတို့ရဲ့ကိုယ်ပိုင်အုံနှောင်လေးနဲ့သူတို့စဉ်းစားတက်လာတယ်ပေါ့နော်ဒါကလှုပ်တင်တာလားမလှုပ်တင်တာလားဒါကကောင်းတာလားမကောင်းတာလားဒါကမှန်တာလားမမှန်တာလားဆိုတော့သူတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်လေးနဲ့သူတို့သိသွားတယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီစနစ်သစ်မြန်မာစာမှာဆိုလို့ရှိရင်အဲ့ဒီ mindset ရအောင်လို့เนาะကလေးလေးတွေကိုသင်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးလေးသိသွားတဲ့အခါကျတော့ကလေးလေးတွေကမိဘတွေကကျမတို့တစ်ချိန်လုံးကလေးတွေနောက်မှာတောက်လျှောက်လိုက်မနေနိုင်ဘူးပေါ့နော်လိုက်မနေနိုင်တဲ့အခါကျတော့သူတို့စဉ်းစားတွေးခေါ်တဲ့အကျင့်လေးရသွားတယ်ပေါ့နော်အဲ့ဒီအချက်ကတော့အရန်ကိုကောင်းတဲ့အချက်တစ်ခုဖြစ်တယ်ပေါ့နော်ကျန်တဲ့အချက်တွေကလည်းအများကြီးရှိပါတယ်ကျန်တဲ့နောက်တော့မှကျမနောက်ဗီဒီယိုလေးတွေနဲ့တင်ပြပေးသွားပါမယ်အဲ့တော့ကျမတို့ကဒီမြန်မာစာပေါ့နော်မြန်မာစာဘာသာကကြတော့ကျမတို့ရဲ့မိခင်ဘာသာစကားလည်းဖြစ်တယ်เนาะအဲ့တော့ကလေးတွေအနေနဲ့လည်းမြန်မာစာသင်တဲ့အခါမှာစိတ်ပါဝင်စားစွာနဲ့လိုက်ပြီးတော့သင်ကြားပေးပါအဲ့လိုမျိုးဆိုလို့ရှိရင်သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာလိုအပ်နေတဲ့เนาะစွမ်းရည်လေးတွေပေါ့နော်စွမ်းရည်လေးတွေလည်းမြင့်တက်လာမယ်ပို့ပြီးတော့ကောင်းလာမယ်ဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်